ကဲဟုတ်ပြီခင်ဗျအားလုံးပဲเนาะကျွန်တော်ရဲ့ဒူဒီရွှေအောင်လင်း channel လေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးကိုဒူတယောက်ချင်းစီတိုင်းကိုဥစွာမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်ပါတယ်ဗျာเนาะဟုတ်ပြီယခုကျွန်တော်တို့8ရက်12လ2025ယခုအဖွင့်နေညနေတနေ့ကနေအဖွင့်နေညနေ4နာရီခွဲအတွက်မှာကျွန်တော်ခုပြသထားတဲ့เนาะ9ပိုင်9ပိုင်နေတဲ့ကကျွန်တော်အကြိုက်ဆုံး main 2ကွက်ထုတ်ပြီးသွားမယ်ဟုတ်ပြီလားเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုစုံစမ်းတိုင်အောင်ကြည့်ပေးပါနော်ဒီဗီဒီယိုတော့စုံစမ်းတိုင်အောင်ကြည့်မှလည်းမိတ်ဆွေများကနားလည်မယ်သိမယ်နော်အားလုံးကို free ပဲတင်ပေးမှာနော်အားလုံးပဲဝင်ကြပါကျွန်တော် channel လေးကိုဒါ subscribe မနေရသေးရင်အားလုံး subscribe လေးနှိပ်ထားပေးကြပါနော်ဟုတ်ပြီကျွန်တော်မနက်ကကျွန်တော်ဒါ9ပိုင်း1ပိုင်းနဲ့ကျွန်တော်ပေးတယ်နော်8တက်ထွက်သွားလို့ကျွန်တော်ဘိုင်လုံးဘိုင်ပဲမှန်ခဲ့တယ်ဒါမှကျွန်တော်အောက်ကွက်လွဲခဲ့ပါတယ်နော်လွဲရင်လွဲတယ်ပဲရွှေအောင်လေးအမှန်တယ်ပဲနော်မိတ်ဆွေများအခုဒါယခုနေ့ညနေဖွင့်နေညနေမှာတော့ဒါကျွန်တော်အကြိုက်ဆုံး9ပိုင်9ပိုင်ပါဗျာနော်9ပိုင်9ပိုင်မှာအကြိုက်ဆုံးမိန်အော်2ကွက်ထုတ်ပြီးသွားမယ်စုံကတိုင်အောင်ကြည့်ရလူကရမယ်နော်ရန်ကွက်လေးလည်းတက်နိုင်ပါတယ်ကျွန်တော်တို့တော့ဒီအကွက်အများကြီးလည်းမထိုးနိုင်ပါဘူးနော်မိန်အော်လေးပဲရွေးထုတ်ပေးပါဈေးဘိုးလေးပဲဖြစ်ဖြစ်နော်ဒါမုတ်ဖိုးလေးပဲဖြစ်ဖြစ်ပဲလိုချင်ပါတယ်နော်အပျော်တန်းစော့တဲ့သူတွေကတော့ဒါမိန်အော်2ကွက်ကိုပဲထိုးပါအားလုံးကိုဒါတက်နိုင်မှုရှိတယ်ဖွင့်နေရစားပြီးဖွင့်လာခြင်းနဲ့နောက်ရက်တွေမှာလည်းလက်ကင်တော့ရပြီးတော့ရိုက်ချင်ပါတယ်ဆိုတော့ချစ်မိတ်ဆွေများကတော့ဒါယခုချပြပေးခဲ့တဲ့9ပိုင်9ပိုင်နဲ့အပိုင်စော်လို့ရတယ်ဗျာ9ပိုင်9ပိုင်နဲ့ဟိုမှာဒါမိတ်ဆွေများကအမုံဆွဲလို့ရတယ်နော်ကျင်းနေပေါ့ဒီညနေ9ပိုင်9ပိုင်နဲ့ကျွန်တော်ချော့ပေးထားတဲ့ဒီကနန်း6ကွက်ထဲကတစ်ကွက်ထွက်ရမယ်ဟုတ်ပြီလား9ပိုင်9ပိုင်နဲ့ကိုမှနော်အကြိုက်ဆုံး9ပိုင်နဲ့ကိုအကြိုက်ဆုံး main အော်ဒီ50နှစ်နော်အကြိုက်ဆုံး main အော်ဒီ50နှစ်ပဲဖြစ်ပါတယ်ဗျနော်ဟုတ်ပြီ9ပိုင်နဲ့ကိုအကြိုက်ဆုံး main အော်ဒီနော်65ပဲဖြစ်ပါတယ်ဗျနော်ဒါအားလုံးပဲ50နှစ်65ဒါအကြိုက်ဆုံးပဲနော်9ပိုင်9ပိုင်နဲ့ကိုကျွန်တော်အကြိုက်ဆုံးလည်းပြောပြီးပြီနော်အကြိုက်ဆုံး6ကွက်ကိုလည်းထုတ်ပြီးပြီ main အော်ချင်တဲ့လူတွေနော်အော်လို့ရအောင်လို့လဲအကြိုက်ဆုံး2ကွက်ကိုလည်းရွေးပြီးပြီဟုတ်ပြီခင်ဗျမွေးကနန်းလေးလည်းမနေ့ကညတော့ကျွန်တော်တနင်္ဂနွေနေ့တော့တင်ပေးထားတယ်မွေးကနန်းလေးလည်းလက်မလွတ်ပါနဲ့နော်တစ်ပတ်လုံးမှာကျွန်တော်ရွေးထုတ်ပေးထားတာ4ကွက်တည်းရှိတယ်အဲ4ကွက်တည်းကနေဒါအနှိမ်ဆုံးယခုတစ်ပတ်ကဖောင်းရရှိတော့ကျွန်တော်တို့3ကွက်အနှိမ်ဆုံးထွက်ရမှာဗျာ4ကွက်လုံးတော့ကျွန်တော်အာမမခံဟုတ်ပြီလားအားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေများနော်ဝါသနာတူညီကိုများအားလုံးပဲအထူးပဲကံကောင်းကြပါသည်ဗျာနော်